အားလုံးမင်္ဂလာပါ1983ခုနှစ်လောက်ကကျွန်တော်တွေ့ကြုံခဲ့ရတဲ့လုပ်ငန်းလေးတစ်ခုပေါ့အဲ့ဒါလေးကိုပြောပြခြင်းလို့ပါကျွန်တော်ရဲ့လက်ဦးဆရာတော်ကြီးဒေးရဲဆရာတော်ဖရာကြီးဥကုသလပေါ့အဲ့ဆရာတော်ကြီးကနေပြီးတော့ကျွန်တော်ရန်ကုန်မြို့မင်းကွန်းကျောင်းတိုက်ဆရာတော်ဥပန္တိတသူ့ကိုဆက်သွယ်ပေးပါတယ်ဆရာတော်ဥပန္တိတကသူ့ကျောင်းမှာဆရာတော်ကြီး၄ပါးပုံထူလို့ချင်ပါတယ်ဆိုတော့ねအဲ့ဒီမင်းကွန်းကျောင်းတိုက်ကိုရောက်သွားပါတယ်မင်းကွန်းကျောင်းတိုက်ကြီးက24ကလောက်ကျေဝန်းတဲ့မြေပေါ်မှာတရားအထုတ်တဲ့နေရာကြီးတစ်ခုဒီထောင်ပြီးတော့ဖွင့်လှစ်ခဲ့တာပေါ့ဆရာတော်ဥပန္တိတရဲ့ပြောကြားချက်အရပထမမူလကဥဝိတုဒ္ဒဆိုဆရာတော်ဖျားဒီမင်းကွန်းကျောင်းတိုက်ကြီးကိုစတင်တည်ထောင်တယ်လို့သိရပါတယ်ဒီမင်းကွန်းကျောင်းတိုက်ဆိုတဲ့နေရာမှာကိုတိပိကဆရာတော်ဖျားကြီးရဲ့မင်းကွန်းမဟုတ်ပါဘူးဟိုမင်းကွန်းဇေတုံဆရာတော်ဖျားကြီးဆိုတာတထုံမှာတရားအထုတ်တဲ့ဆရာတော်ဖျားကြီးဖြစ်ပါတယ်အဲ့ဒီကျောင်းတိုက်ကြီးမှာဆရာတော်ဖျားဥပန္တိတကပုံတူ၄ပုံထူးကျင်တယ်တဲ့ပထမကမင်းကွန်းဇေတုံဆရာတော်ဖျားကြီးပုံတူတော်ဒုတိယဥဝိတုဒ္ဒဆရာတော်ဖျားရဲ့ပုံတူရုပ်ထုတော်တတရကဥဝါယမဆရာတော်ဖျားကြီးရဲ့ပုံတူရုပ်ထုတော်သရုပ်ထကတော့ဥပန္တိတဆရာတော်ဖျားကြီးပေါ့လေအဲ့ဒါကျွန်တော်နဲ့တွေ့တဲ့ဆရာတော်ဖျားကြီးပုံတူရုပ်ထုတော်အဲ့တော့ဆရာတော်ဖျားကြီးရဲ့ခွင့်ပြုချက်အရမင်းကွန်းကျောင်းတိုက်ထံမှာတွားရောက်ပြီးတော့ထုလို့ဖြစ်ပါတယ်အဲ့မှာထုလို့ရင်းနဲ့ဆရာတော်ဖျားကြီးရဲ့ဂုဏ်ကျေးဇူးကြောင့်စောက်ချောက်မှုကြောင့်အဲ့ဒီပုံတူ၄ပုံအပြင်ကိုတခြားသောပြင်ပလာတဲ့ဆရာတော်ဖျားပုံတူရုပ်ထုတွေလည်း10ပုံလောက်ပေါ့ခမန်းကြီးအဲ့လောက်ထပ်ပြီးတော့လုပ်ဖြစ်ပါတယ်အဲ့တော့အဲ့မှာနှစ်နီးပါးလောက်နေပြီးတော့ဆရာတော်ဖျားပုံတူတွေအများကြီးထုဖြစ်တာပေါ့လေဆရာတော်ဖျားကြီးဥပန္တိတဆိုတာမိမိရဲ့ဆရာသမားလူဖြစ်ပြီးတော့စသရတွင်တင်ဆုံးမပြီးတော့လမ်းညွှန်ပေးတဲ့ဆရာကြီးလူဖြစ်သွားပါတယ်ဆရာတော်ဖျားကြီးကမင်းကွန်းဇေတုံဆရာတော်ဖျားကြီးအကြောင်းကိုပြောပြပါတယ်အဲ့တော့မင်းကွန်းဇေတုံဆရာတော်ဖျားကြီးဆိုတာတို့ရဲ့ဒီတရားဓမ္မကျင့်ကြံအားထုတ်တဲ့လက်ဦးဆရာကြီးပေါ့လေတထုံတော်ရဲမှာလို့ပြောပါတယ်အဲ့ဒါအတိအကျတော့ရှိပါတယ်အဲ့ဒီမင်းကွန်းဇေတုံဆရာတော်ဖျားကြီးရှိမှာဥဝိတုဒ္ဒဆိုတဲ့ဆရာတော်ကတွားရောက်ပြီးတော့တရားအားထုတ်ပါတယ်အဲ့တော့တရားထုတ်တဲ့ခါကျတော့သူ့ရဲ့တငယ်ချင်းကိုတတိရတယ်တဲ့သူ့တငယ်ချင်းကဘာတူလဲဆိုတော့မဟာစီဆရာတော်ဖျားအလောင်းလျာပေါ့နော်ဥဝိတုဒ္ဒကနေမဟာစီဆရာတော်ဖျားကိုခေါ်ပြီးတော့သူတို့နှစ်ယောက်မင်းကွန်းဇေတုံဆရာတော်ဖျားကြီးမှာတရားထုတ်ကြတယ်ပေါ့ဥဝိတုဒ္ဒကအရင်ပြန်လာပြီးတော့ရန်ကုန်မြို့မှာတရားစခန်းနေဖွင့်တယ်အခုဦးနာမည်မှာရှိတဲ့တရားစခန်းကြီးကျောင်းတိုက်ကြီးတစ်ခုအဲကျောင်းတိုက်ကြီးကိုလည်းမင်းကွန်းကျောင်းသားရဲ့လို့ပဲနာမည်ပေးပါတယ်ဒါအပြင်ဟိုအင်းစိန်မှာလည်းမင်းကွန်းကျောင်းတိုက်တစ်ခုဖွင့်လှစ်ပြီးတော့တရားတွေအားထုတ်ပါတယ်သူကဘလောက်တရားထုတ်လေဟောပြောလေဘလောက်ဟောပြောလဲဆိုတော့ဇက်ကနေသွေးတွေပါတဲ့အဖြစ်မျိုးကိုရှိခဲ့တယ်လို့ပြောပါတယ်ဒါလည်းသူရဲ့ယောဂအခမ်းကြောင့်လည်းဖြစ်နိုင်ပါတယ်နောက်ဆုံးဆရာတော်ဖျားကြီးကပြန်လွန်တော်မူသွားတာပေါ့နော်ဆရာတော်ဖျားကြီးပြန်လွန်တော်မူခင်လေးမှာသူကျမ်းမာရေးမကောင်းတဲ့မဟာဒီဆရာတော်ဖျားကိုရန်ကုန်မြို့မှာလာပြီးတော့တရားစခန်းတွေဖွင့်ပြီးတော့တရားဓမ္မတွေပို့ချဖို့ခေါ်တယ်ပြီးတော့မာကြီးဆရာတော်ဖျားမလုပ်လို့တော့ဘူးအဲ့တထုံတော်ထဲမှာပဲနေပြီးတော့ပဲတရားကျင့်ကြံအားထုတ်တော့မယ်ဆိုပြီးတော့အဲ့နဲ့ဥဝိတုဒ္ဒဘာပဲသူကကျမ်းမာရေးလည်းမကောင်းဘူးလို့ဖြစ်နေတယ်အဲ့တော့ဟိုမင်းကွန်းဆရာတော်ဖျားကြီးရဲ့ဂုဏ်ကျေးဇူးတွေကိုဆက်တဲ့အနေနဲ့တယောက်မို့တယောက်ရန်ကုန်မြို့ကြီးမှာနေရမယ်ပေါ့အဲကြောင့်မလို့မဟာဆရာတော်ဖျားကြီးကိုကြွပါဆိုပြီးတော့ရန်ကုန်မြို့ပင့်ပါတယ်တဲ့ရန်ကုန်ကြွလာတဲ့အခါမှာကိုမဟာစီကျောင်းတိုင်းနေရာကြီးမှာတရားစခန်းဖွင့်ပြတယ်လို့လည်းပြောပါတယ်အဲ့တော့ဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်စိတ်ကူးမှာပေါ့လေမင်းကွန်းဆရာတော်ဖျားကြီးရဲ့တပည့်တွေဥဝိတုဒ္ဒဥဝါယမဥပန္တိတပုံတွေထုပြစ်တယ်နောက်ဥဝိတုဒ္ဒနဲ့တစ်ချိန်နဲ့တရားထုတ်တဲ့မင်းကွန်းဆရာတော်ကြီးရဲ့တပည့်အရင်ပေါ့မာသီဆရာတော်ဖျားကြီးရုပ်ထုတော်ထုကျင်စိတ်ပေါက်တယ်ပေါ့နော်တော်လေးကိုစိတ်ပြင်းပြပါတယ်တို့ရတွင်အဲ့ဒီမှာကမဟာသီဆရာတော်ဖျားကြီးရဲ့ပုံတူရုပ်ထုတော်တွေကိုမုံရွာကဦးဆရာကြီးရှုမောဦးတန်းသူကထိုင်တော်မူရုပ်ထုတဆူနဲ့နောက်ကဘူးဆရာကြီးဦးဟန်တင်ကမတည့်ရတဲ့ဘုံထူဝီတာဖြစ်နေပါပြီအဲ့ချိန်မှာဒါပေမဲ့စိတ်ကတော့မာသီဆရာတော်ဖျားကြီးရဲ့ရုပ်ထုတော်ကိုထူးကျင်စိတ်ကတော့ရှိနေပါတယ်ဒီလိုနဲ့ပဲဒီပေါင်း40လောက်ကြာတဲ့အခါမှာမာသီကနေပြီးတော့ဟိတေတီဖွဲ့ရနေပြီးတော့ဆရာတော်ဖျားကြီးရဲ့ရုပ်ထုတော်ကိုထူပေးပါဆိုလာရောက်ပြီးတော့ဖိတ်ခေါ်နေအဲ့ဒီမာသီကျောင်းတိုက်ကိုရောက်သွားပါတယ်ရောက်သွားတဲ့အခါကျတော့ဆရာတော်ဖျားကြီးဓာတ်ပုံကသင်္ကန်းရှုံလာတာအမှန်တမ်းကြီးညိုစရာကောင်းတဲ့အနေထားလေးဘူးထုမယ်ဆိုလဲဖွဲ့စည်းမှုအမှန်တန်ကောင်းပါတယ်အဲ့ပုံလေးကိုပြပြီးတော့အဲ့ဒါထုမယ်ပုံဆိုတော့တော်တော်ကြီးတယ်ဓာတ်ပုံ
ဆရာတော်ဘုရားကြီးကတိတိဓမ္မယုံမှာထားဖို့သူ့ရဲ့ပုံတူကိုဓာတ်ပုံရိုက်ခမ်းပါတယ်အဲ့ပုံတော်အားဒါဟိတိတိအတွက်ကူးကွယ်ဖို့ဆိုပြီးတော့ထားပေးခဲ့တာပါပြီးတော့မကြခင်မဲ့ရက်ပိုင်းတွင်းမှာပဲဆရာတော်ဘုရားကြီးကပြန်တော်မူသွားတယ်လို့ပြောပြပါတယ်ဒီဓာတ်ပုံရက်ခွင့်ပြုပြီးတော့ထားခဲ့တဲ့ပုံရှိခဲ့တာတော်တော်ကိုကျေနပ်ပါတယ်ဒါပေမဲ့သူကပုံတူရုပ်ထုဖို့ဆိုတာလေစိတ်ကူးလည်းမရှိဘူးဘာဖြစ်လဲဆိုရှေ့မှာလည်းပုံတွေထုထားတဲ့ပညာစိတ်ကူးလည်းမရှိဘူးနောက်ကြမှာဘလို့ဆက်ပေးလဲမသိဘူးကျွန်တော်ဒီမှာအဲ့ဒီရဲ့ပုံကိုထုကျင်တယ်ဆိုပြီးတော့ရောက်လာပြီးတော့အဲ့ဒီပုံကိုစပြီးတော့ထုဖြစ်တာပေါ့နော်ဆရာတော်ဘုရားကြီးရဲ့ရုပ်ထုတော်ကိုထုလုပ်ဖို့အတွက်အောက်ကပလင်ဆိုလဲဆရာတော်ဘုရားကြီးတရားဟောခဲ့တဲ့ပလင်ဆိုလဲချီးနေမိသားရှိပါတယ်ဆရာတော်ဘုရားကြီးရဲ့ရုပ်ထုတော်အမြင့်ကိုနော်ပဂရိလူအရွယ်အစား3ပေနီးပါးခန့်ထုလုပ်ဖြစ်ပါတယ်4လခန့်စူးစမ်းပန်းစားနဲ့ထုလုပ်ခဲ့ပါတယ်အဲ့ဒီမှာပဲပြီးသွားတဲ့ခါကျတော့ဟိတိတိအဖွဲ့မှလာရောက်ကြည့်ရှုပါတယ်ဒီဆရာတော်ဘုရားရဲ့ရုပ်ထုတော်ကိုသူတို့ကတော့နှစ်သက်ကြတယ်ဆိုတဲ့အကြောင်းပေါ့ဒါပေမဲ့သူတို့ရဲ့ဆုံးဖြတ်ချက်နဲ့မပြီးပါဘူးတဲ့သူတို့ရဲ့ဆရာတော်ရွှေမင်းဝန်ဆရာတော်ဘုရားကြီးကိုပြပြီးတော့ဒီဘူးချက်ယူမယ်ဆိုပြီးတော့အဲ့နဲ့ရွှေမင်းဝန်ဆရာတော်ဘုရားကြီးကိုဓာတ်ပုံတွေပါတွားပြတာပေါ့နော်ရုပ်ထုထုတာတဲ့ပုံတွေကိုပြတယ်ပြတော့ဆရာတော်ကြီးကလည်းနှစ်သက်ပါတယ်ဒီအရင်တူပါတယ်လို့ပဲပြောပါတယ်ဆရာတော်ဘုရားကြီးကကြိုင်းနေတက်ပြီးတော့လုပ်ငန်းစဉ်အားလုံးပြီးဆုံးသွားပါတယ်သူတို့လာရောက်ပြင်ဆုံးမယ်ဆိုတဲ့အခါမှာစဉ်းစားမိတာလေးပေါ့။လွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်ကကိုထုလုပ်ချင်ပါတယ်ဆိုတဲ့မဟာဆရာတော်ဘုရားကြီးရဲ့ရုပ်ထုပုံတော်ခုတော့ထုလုပ်ဖြစ်ပါလားဒါလိုမျိုးပီတိဖြစ်မိပါတယ်